ဟုတ်ကဲ့မင်္ဂလာပါ KS2 Technology မှာကြိုဆိုပါရစေကျွန်တော်ဒီဗီဒီယိုမှာဆိုရင်တော့ကျွန်တော်ဒီ POS မှာပါဝင်တဲ့ function လေးတွေတစ်ခုချင်းစီကိုရှင်းပြပေးမှာဖြစ်ပါတယ်ခင်ဗျအရင်ဆုံးကျွန်တော်ဒီ POS ကိုတောက်ဖို့ဆိုရင်ဒီအပေါ်မှာကျွန်တော်ဒီ POS ဆိုတဲ့ button လေးရှိရပါတော့ဒီဟာလေးကိုနှိပ်လိုက်တဲ့ဆိုရင်တော့ကျွန်တော်ဒီ sign စဖွင့်တဲ့အခါမှာ register ပေါ့နော်ကျွန်တော်ဒီ sign counter register လုပ်တဲ့အနေနဲ့ကျွန်တော်ဒီ counter ထဲမှာရှိတဲ့ငွေမာနအမောင်းကိုထည့်ပေးရမှာပေါ့နော်အဲ့တော့ကျွန်တော်ဒီ sign စဖွင့်တဲ့အချိန်မှာရှိမဲ့ counter တွေက amount တစ်ခုကိုကျွန်တော်ထည့်ပေးလိုက်ပြီးတော့ open register နှိပ်လိုက်ပြီပေါ့နော်အဲ့ဆိုရင်တော့ကျွန်တော်ဒီမှာ sign စဖွင့်ပြီးတော့ရောင်းလို့ရပြီပေါ့နော်ကျွန်တော်ဒီ register detail ကိုလည်းကျွန်တော်ဒီအပေါ်ကကျွန်တော်ဒီအစိမ်းရောင် button လေးကိုဝင်နှိပ်လိုက်တယ်ဆိုရင်ကျွန်တော် cash in hand အနေနဲ့1000အနေနဲ့စပြီးတော့ဖွင့်ထားတယ်ပေါ့နော်စဖွင့်ထားတဲ့အချိန်ကိုလည်းကျွန်တော်ဒီမှာပြပေးပြီးတော့လက်ရှိအချိန်ကိုလည်းကျွန်တော်ဒီမှာပြပေးထားတယ်ပေါ့နော်ပြီးတဲ့အခါကျရင်ကျွန်တော်ဒီငွေလက်ခံတဲ့အခါမှာ cash ဆိုရင် cash နဲ့ဆိုရင် cash ဒါမှမဟုတ်ကျွန်တော်ဒီ KPay wave ပေါ့ကျွန်တော်ဒီ CB Pay တွေကျွန်တော်ဒီသုံးတဲ့ banking မျိုးစားရရှိရဆိုရင်လည်းကျွန်တော်ဒီမှာတစ်ခါတည်းပေါ်လာမယ်ပေါ့နော်အဲဆိုရင်တော့ကျွန်တော်စပြီးတော့ screen လေးကိုကျွန်တော်ဒီ POS screen ကိုပြန်သွားလိုက်မယ်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်ပထမဆုံးအနေနဲ့ဆိုရင်ကျွန်တော် working customer ဆိုပြီးရှိရပါတော့ working customer ဆိုရင်တော့ကျွန်တော်ဒီပုံမှန် customer နာမည်မှတ်ပဲနဲ့ရောင်းမယ်ဆိုရင်တော့ working customer နဲ့ရောင်းလို့ရပါတော့ကျွန်တော်ဒီ customer နာမည်ရွေးပြီးတော့ရောင်းခြင်းနဲ့ဆိုရင်တော့ကျွန်တော်ဒီမှာ customer ကိုနာမည်လဲရှာလို့ရတယ်ဒါမှမဟုတ်ကျွန်တော်ဒီ customer ကိုသူတို့ရဲ့ဖုန်းနံပါတ်နဲ့လဲရှာလို့ရတယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ကျွန်တော်ဒီ customer ကိုကျွန်တော်ဒီမရှိဘူးအသစ်အပ်မယ်ဆိုရင်ကျွန်တော်ဒီဘေးနာ plus button လေးကိုနှိပ်ပြီးတော့ကျွန်တော်ဒီ business ဆိုရင် business ကျွန်တော်ဒီလူနာမည်နဲ့မှတ်မယ်ဆိုရင်လည်း individual အနေနဲ့ကျွန်တော်ဒီမှာကောင်းပေါ့နော်ကျွန်တော်ဒီ business name နဲ့မှတ်တယ်ဆိုရင်ကျွန်တော်လူနာမည်မပေါ်တော့ဘဲနဲ့ကျွန်တော် business name ဆိုတဲ့ဟာတစ်ခုပဲပေါ်လာမှာပေါ့နော်အဲ့တော့ကျွန်တော်အခုဒီမှာတော့လူနာမည်နဲ့ပဲမှတ်ပြီးတော့ကျွန်တော်ဒီဖုန်းနံပါတ်တစ်ခုထည့်ပေးလိုက်မယ်ပေါ့နော်ပြီးတဲ့ခါကျရင်ကျွန်တော်ဒီ more information မှာတော့သူနဲ့ပတ်သက်တဲ့တခြားကျွန်တော်လိပ်စာတွေတခြားအကြောင်းအရာလေးဖြည့်ထားခြင်းလဲဆိုလဲတင်ထားခြင်းတင်ထားလို့ရတယ်အခုတော့ကျွန်တော်ပြန် save လိုက်ပေါ့နော်အဲဆိုရင်ကျွန်တော်ဒီ customer လည်းထည့်ပြီးပါပြီပြီးတဲ့ခါကျရင်ကျွန်တော်ဒီကုန်ပစ္စည်းကိုရှာတဲ့အခါမှာပေါ့နော်ကျွန်တော်ဒီကုန်ပစ္စည်းကိုရှာတဲ့အခါမှာကျွန်တော်ဒီကုတ်နံပါတ်နဲ့လည်းရှာလို့ရတယ်001ပေါ့နော်ဥပမာဒီကုတ်နံပါတ်ရှာလိုက်တယ်ဆိုရင်သူကုတ်နံပါတ်နဲ့သက်ဆိုင်တဲ့ကျွန်တော်ပစ္စည်းတစ်ခါတည်းကြာလာမယ်ကျွန်တော်ဒီပစ္စည်းကကုတ်နံပါတ်အတိအကျရိုက်လိုက်တယ်ဆိုရင်တော့တစ်ခါတည်းဝင်သွားမှာပေါ့နော်012ပေါ့နော်အဲဆိုရင်ကျွန်တော်ဒီပစ္စည်း Milo ဆိုတဲ့ပစ္စည်းကတစ်ခါတည်းတန်းပြီးတော့ဝင်သွားမယ်ပေါ့နော်ကျွန်တော်ဒီ scan ဖတ်လိုက်တယ်ဆိုရင်လည်းတစ်ခါတည်းကုတ်နံပါတ်နဲ့ဝင်ပြီးတော့ကျွန်တော်ပစ္စည်းရရှာပြီးသားဖြစ်သွားမယ်ဒါမှမဟုတ်ပစ္စည်းကိုကျွန်တော်ဒီနာမည်နဲ့ရှာခြင်းနဲ့ဆိုလည်းရတယ်ပေါ့နော်ဥပမာဆိုရင်ကျွန်တော်ဒီကျွန်တော် blue t-shirt ပေါ့နော် blue နှိပ်လိုက်တာနဲ့ကျွန်တော်ကြာလာပြီပေါ့နော်အဲ့မှာဆိုရင်ကျွန်တော်ဒီမှာ size ပုံမူတည်ပြီးတော့ရွေးပြီးတော့တခါလေကျွန်တော်ဒီရွေးလိုက်လို့ရမှာပေါ့နော်ပြီးရင်ကျွန်တော်ဒီရောင်းစည်းနှုန်းလေးတွေပေါ့နော်လက်လီလက်ကားစည်းနှုန်းတွေကိုဘယ်လိုရောင်းလို့ရလဲဆိုတဲ့အားနဲ့ပတ်သက်ပြီးတော့ပြပေးမယ်ပေါ့နော်ကျွန်တော်ဒီလက်လီလက်ကားဈေးနှုန်းတွေကကြတော့ကျွန်တော်ဒီအခုဒီမှာဆိုရင်တော့ကျွန်တော်အခုလက်ရှိရောင်းနေရတော့ပုံမှန်လက်လီဈေးနဲ့ရောင်းနေတာပေါ့နော်လက်ကားဈေးတွေသတ်မှတ်ခြင်းနေဆိုရင်ကြတော့ကျွန်တော်ဒီလက်ကားဈေးသုံးမဲ့ပစ္စည်းကိုကျွန်တော်ဒီမှာ wholesale ဆိုရင် wholesale ဆိုပြီးတော့ကျွန်တော်ရွေးလိုက်မှာပေါ့နော်ပြီးတဲ့ခါကျရင်ကျွန်တော်ဒီမှာပစ္စည်းတစ်ခုရွေးလိုက်တဲ့ခါကျရင်သူ့ရဲ့ရောင်းဈေးအနေနဲ့ဝင်လာမယ်ပေါ့နော်ဒါဆိုရင် wholesale ရောင်းတဲ့ဈေးနှုန်းပေါ့နော်ကျွန်တော်ဒီမှာလက်ကားဈေးနှုန်းနဲ့ရောင်းမယ်ဆိုရင်လက်ကားဈေးနှုန်းရွေးပြီးတော့ဒီပစ္စည်းကိုပြန်ရွေးလိုက်တယ်ဆိုရင်သူကလက်ကားဈေးနှုန်းဖြစ်သွားခုန9500နေအခု4500ပေါ့နော်ကျွန်တော်ဒီကြိုတက်မှတ်ထားတဲ့လက်ကားဈေးဆိုလက်ကားဈေးလက်လီဈေးဆိုလက်လီဈေးဒီလိုမျိုးရွေးပြီးတော့ရောင်းလို့ရတယ်ပေါ့နော်ပြီးတဲ့ခါကျရင်ကျွန်တော်ဒီပစ္စည်းရောင်းတဲ့အခါမှာပေါ့နော်ပစ္စည်းမရှိဘူးအသစ်တစ်ခါတည်း create လုပ်ချင်တယ်ဆိုရင်ကျွန်တော်ဒီ plus button လေးကနေနှိပ်ပြီးတော့ကျွန်တော်တစ်ခါတည်း product နာမည်တွေရောင်းဈေးဝယ်ဈေးတွေထည့်ပြီးတော့တစ်ခါတည်းရောင်းလို့ရတယ်ပေါ့နော်ပြီးတဲ့ခါကျရင်ကျွန်တော်ဒီအောက်မှာ total discount တွေထားခြင်းနဲ့ဆိုရင်လည်းကျွန်တော်ဒီ discount ထည့်ခြင်းနဲ့ဆိုရင်ကျွန်တော်ဒီခဲတံလေးကိုနှိပ်ပြီးတော့ကျွန်တော် discount ကိုကျွန်တော်ဒီအတိအကျ discount ပေါ့နော်900 1000 1000ဒီလိုမျိုးကျွန်တော်ဒီ short ပေးလို့ရတယ်ဒါဆိုရင်တော့1000ထည့်လိုက်တယ်ဆိုရင်တော့ကျွန်တော်ဒီ total 3500နေ32500ဆိုပြီးတော့ပြောင်းသွားမယ်ပေါ့နော်ကျွန်တော်ဒီ percentage နဲ့နှုတ်မယ်ဆိုရင်လည်းကျွန်တော်ဒီမှာ percentage နေနဲ့ထည့်ပြီးတော့ကျွန်တော်10%ဆို10%ထည့်ပြီးတော့ update လုပ်လိုက်တာ ਨੇ ကျွန်တော်ဒီမှာ10%တခါတည်းနှုတ်ပြီးသားဖြစ်သွားပြီပေါ့နော်ပြီးတဲ့ခါကျရင်ကျွန်တော်ဒီ order ပုံမူတည်ပြီးတော့ test တွေပါတခါတည်းကောက်ချင်တယ်ဆိုရင်လည်းကျွန်တော်ဒီ test percentage ရာခိုင်နှုန်းတွေ create လုပ်ထားပြီးတော့ကျွန်တော်ဒီမှာ test တွေကိုတခါတည်းကောက်လို့ရတယ်ပြီးရင်ကျွန်တော်ဒီ delivery ကပေါ့နော် shipping charges တွေကောက်ချင်တယ်ဆိုရင်လည်းကျွန်တော်ဒီမှာ shipping charges အနေနဲ့ကျွန်တော်ဒီထည့်လို့ရတယ်ပေါ့နော် shipping charges ကဥပမာ9000ပေါ့နော်9000မှာကျွန်တော်ဒီသူ့ရဲ့လိပ်စာထည့်ထားမယ်ပြီးရင် shipping status က order လားကျွန်တော်ဒီ delivery ပို့လိုက်ပြီလားပေါ့နော်ဒီလိုရွေးထားပြီးတော့ကျွန်တော် update လုပ်ထားလို့ရမယ်
ပြီးတဲ့ခါကျရင်ကျွန်တော်ဒီ parking charges ပေါ့နော်ကျွန်တော်ဒီ parking charges တွေရှိရဆိုရင်လည်း parking charges တွေနဲ့ကျွန်တော်ဒီမှာထည့်ထားလို့ရမယ်ပေါ့နော်ပြီးတဲ့ခါကျရင်ကျွန်တော်ဒီအပေါ်မှာဆိုရင်ကြတော့အဲ့ဆိုရင်ကျွန်တော်ဒီမှာငွေရှင်းမယ်ပေါ့နော်ငွေရှင်းမဲ့အခါကျရင်ကျွန်တော်ဒီ multiple pay ကိုအသုံးပြုပြီးတော့ကျွန်တော်ဒီ payment တွေ2မျိုး3မျိုးသုံးပြီးတော့ရှင်းလို့ရပါတော့ဥပမာ KP နဲ့တစ်ဝက်ရှင်းမယ်ကျွန်တော်ဒီဒါမှမဟုတ်တခြား payment နဲ့ရှင်းမယ် cash နဲ့မရှင်းဘူးပေါ့နော်အဲ့လိုမျိုးဆိုရင်ကျွန်တော်ဒီ multiple pay ကိုအသုံးပြုပြီးတော့ရှင်းလို့ရတယ်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်ဒီ customer payment 1ကကျွန်တော်ဒီမိမိအသုံးပြုခြင်းနဲ့ payment နာမည်အမျိုးအစားကိုပြန်ပြီးတော့ပြင်ထားလို့ရတယ်ပေါ့နော်ပြီးရင်ကျွန်တော်ဒီ KP နဲ့တစ်ဝက်ပေးတယ် cash နဲ့တစ်ဝက်ပေးရပေါ့နော်ဥပမာ KP နဲ့ကိုကျွန်တော်ဒီ3000သူရှင်းပေါ့နော်3000ရှင်းပြီးတော့သူကြံတဲ့ဟာကိုသူ cash နဲ့ပေးမှာဖြစ်တဲ့အတွက်ကျွန်တော်ဒီ add payment row ကိုနှိပ်ပြီးတော့ကျွန်တော်ဒီ cash ကိုရွေးလိုက်တာ ਨੇ ကြံတဲ့ amount ကတစ်ခါလေးဝင်လာမှာပေါ့နော်အဲဆိုရင်ဒီပေါင်ချာကိုသူကငွေသားနဲ့တစ်ဝက်ကျွန်တော်ဒီ cash နဲ့တစ်ဝက်ကျွန်တော်ဒီ KB နဲ့တစ်ဝက်ရှင်းလိုက်တယ်ပေါ့နော်ရှင်း finalize payment ဆိုပြီးတော့နှိပ်လိုက်တာ ਨੇ သူရဲ့ပေါင်ချာတစ်ခါလေးထွက်လာမယ်ပေါ့နော်ပြီးတဲ့အခါကျရင်ကျွန်တော်ဒီငွေသားနဲ့ပဲတစ်ခါလေးရောင်းလိုက်တဲ့ပေါင်ချာမျိုးဆိုရင်ကြတော့ကျွန်တော်ပစ္စည်းရွေးပြီးတော့တခါတည်း cash ကိုနှိပ်လိုက်တာ ਨੇ ကျွန်တော်ဒီပေါင်ချာတန်းပြီးတော့ထွက်သွားမယ်ပေါ့နော်ဒါဆိုရင်တော့ငွေသားနဲ့သူအပြည့်ရှင်းလိုက်တယ်ဆိုတော့သဘောမျိုးဖြစ်သွားတယ်ပေါ့နော်ကျွန်တော်ဒီပစ္စည်းတွေကိုရွေးပြီးတော့ cancel နှိပ်ချင်တယ်ဆိုရင်ကျွန်တော်ဒီအထဲမှာရှိတဲ့ပစ္စည်းတွေအားလုံးကို clean လုပ်လိုက်တာပေါ့နော် cancel လုပ်ပြီးတော့အစားအနေပြန်ပြီးတော့စသွားမယ်ပေါ့နော်တော့ဒီဘက်ဘေးမှာပစ္စည်းရှာတဲ့အပိုင်းပေါ့နော်ပစ္စည်းရှာတဲ့အပိုင်းမှာဆိုရင်ကျွန်တော်ဒီ category ပေါ်မူတည်ပြီးတော့ category လိုက်ရွေးပြီးတော့ပစ္စည်းတွေကိုရှာလို့ရမယ်ဒါမှမဟုတ်ကျွန်တော်ဒီ brand နာမည်တွေပေါ်မူတည်ပြီးတော့ပစ္စည်းကိုရှာလို့ရတယ်ပေါ့နော်ကျွန်တော်ဒီမှာ brand ဟိုမှာ Nike ဆိုတဲ့ brand နဲ့ပတ်သက်တဲ့ပစ္စည်းတွေပဲကြည့်ချင်တယ်ဆိုရင်ကျွန်တော် Nike နဲ့ပတ်သက်တဲ့ brand ပစ္စည်းတွေပဲကြာလာမယ်ဒီလိုမျိုးကျွန်တော်ဒီ brand ပေါ်မူတည်ပြီးရှာရတယ် category ပေါ်မူတည်ပြီးရှာရတယ်လည်းလုပ်လို့ရတယ်ပေါ့နော်ပြီးရင်ကျွန်တော်ဒီဘက်ဘေးမှာဆိုရင်ကျွန်တော်ဒီ draft ပေါ့နော် draft ကဆိုတော့ကျွန်တော်ဒီအကျန်းအနေနဲ့ကျွန်တော်ဘောင်းချာကိုခဏသိမ်းထားတဲ့ပုံစံမျိုးတွေလုပ်လို့ရမယ်ပြီး quotation ကကြတော့ကျွန်တော်ဒီ stock မနှုတ်ပဲနဲ့ပေါ့နော် customer တွေကိုကျွန်တော်ဒီကိုရောင်းမဲ့ဈေးနှုန်းတစ်ခုကိုသတ်မှတ်ပြီးတော့သူတို့ကိုပြပေးတာမျိုးပေါ့နော်သူလိုချင်တဲ့ဈေးနှုန်းကိုကျွန်တော်ဒီပို့ပေးမယ် quotation တွေထုတ်ပေးလို့ရမယ်ပြီးရင်ကျွန်တော်ဒီရောင်းနေတဲ့အခါမှာကောင်တာမှာလူကြလို့ပဲဖြစ်ဖြစ်ကျွန်တော်ဒီနောက်လူကိုအရင်ရှင်းပေးဖို့လိုရလာတဲ့အခါကျရင် customer ကိုကျွန်တော်ဒီလက်ရှိတင်ထားပြီးသားဟာကို suspend အနေနဲ့ပေါ့နော်ထပ်ထားပြီးတော့ကျွန်တော်ဒီမှာ save လိုက်လို့ရတယ်အဲ့လို suspend အနေနဲ့ထပ်ထားရဲဆိုရင်ကျွန်တော်ဒီ suspend voucher မှာပြန်ပြီးတော့ယူလို့ရတယ်ပေါ့နော် suspend ဟာကိုယူခြင်းနဲ့ဆိုရင်တော့ကျွန်တော်ဒီအပေါ်ကဒီ button လေးကိုသွားလိုက်ရင်ကျွန်တော်ဒီမှာမှတ်ထားခဲ့တဲ့ notes နဲ့အတူကျွန်တော် edit cell လေးကိုပြန်ယူလိုက်အောင်မယ်ပေါ့နော်အဲဆိုရင်ကျွန်တော် suspend voucher နဲ့ပြန်ယူပြီးတော့ငွေရှင်းတာကိုလုပ်လို့ရမယ်ပေါ့နော်ပြီးရင်ကျွန်တော်ဒီအသုံးစရိတ်ပေါ့နော် expand နေထည့်ခြင်းနဲ့ဆိုလဲအဲ့ expand အနေနဲ့ကျွန်တော်ဒီ expand နေထည့်ထားလို့ရမယ်ဒီမှာဆိုရင်တော့ expand category ရှိရဆိုရင် category တွေရွေးလို့ရမယ် business location တွေရွေးလို့ရမယ်ကျွန်တော်ဒီ expand အကြောင်းအရာကျွန်တော်ဒီ reference number တွေကျွန်တော်ဒီ expand reference number တွေထည့်ထားလို့ရမယ်ပြီးရင်သုံးတဲ့အမောက်ပေါ့နော်ဥပမာ9000သုံးတယ်ဆိုရင်9000ကျွန်တော်ထည့်ထားမယ်ပြီးရင်ကျွန်တော်ဒီအသုံးပြုလိုက်တဲ့ဟာကိုpayment အနေနဲ့ကျွန်တော်ဒီဘာနဲ့သုံးလိုက်လဲပေါ့နော် cash နဲ့သုံးလိုက်တာလား KP နဲ့သုံးလိုက်တာလားထည့်ပြီးသွားရင်ကျွန်တော်ဒီမှာ save ထားလို့ရမှာပေါ့နော်အဲ့တော့ကျွန်တော်ဒီရောင်းတာတွေလည်းပြီးသွားပြီကျွန်တော်ဒီ expand တွေလည်းထည့်ထားပြီဆိုတော့ကျွန်တော် register ကိုတစ်ချက်ပြန်သွားကြည့်လိုက်မယ်ပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော် register မှာဆိုရင် custom payment ကျွန်တော်ဒီ1နဲ့2မှာကျွန်တော်ဒီ9000 KB နဲ့3ထားရှိရ wave money ဆိုရင်ကျွန်တော်ဒီမှာ3000နဲ့ရှင်းထားတယ်ပေါ့နော်ဒီလိုမျိုးပြီးတဲ့ခါကျရင်ကျွန်တော်ဒီ cash နဲ့လက်ထဲမှာရှိခဲ့ cash က1000ပြီးရင်ကျွန်တော်ဒီတနေ့ကုန်ရောင်းထားတဲ့အမောင်က6150ပေါ့နော်အဲ့တော့ကျွန်တော်ဒီ sign သိမ်းတဲ့အခါမှာကျွန်တော်ဒီသိမ်းရမယ်ငွေအမောက်ပမာဏကကြတော့ကျွန်တော်ဒီ cash register close တဲ့အချိန်ကြာရင်တွေ့ရမယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာဒီဘက်ဘေးမှာအနီရောင် button လေးရှိတယ်ဒီကောင်မှာဆိုရင် register close လုပ်မယ်ပေါ့နော် close လုပ်တဲ့အခါကျရင်ကျွန်တော်ဒီမှာ total cash ကဒီလောက်သိမ်းရမယ်ဆိုပြီးတော့သူပြပေးထားတယ်ပေါ့နော်ကျန်တဲ့ဟာကျတော့ banking money ထဲမှာရှိနေမှာပေါ့နော်ပြီးရင်ကျွန်တော်ဒီ close register အနေနဲ့လုပ်လိုက်တယ်ဆိုရင်ကျွန်တော်ဒီ register နောက်တစ်ခါပြန်ဖွင့်တဲ့နေရာကိုရောက်သွားမယ်ပေါ့နော်